မေကွန်းတစ်မြန်မာနိုင်ငံမှာအချောဆုံးဟုလူပြောများသည့်မျိုးနွယ်စုကပါလဲရှမ်းမေကွန်းနှစ်ဥပိန်တတားကဘယ်အင်းကြီးကိုဖြတ်ပြီးတိဆောက်ထားတာလဲတောင်တမန်အင်းမေကွန်းသုံးမြန်မာနိုင်ငံမှာတိုင်းရင်းသားလူမျိုးစုအများဆုံးရှိတဲ့ပြည်နယ်ကပါလဲရှမ်းပြည်နယ်မေကွန်းလေးလှတော်ရွာသားတွေဟာဘယ်လိုအရာမှာနာမည်ကြီးတာလဲစကားကြွယ်ခြင်းမေကွန်းကမြန်မာနိုင်ငံမှာအမြင့်ဆုံးတောင်ကပါတောင်လဲခါကာဘူရာစီတောင်မေကွန်း6မြန်မာနိုင်ငံမှာအကြီးဆုံးကန်ကပါကန်လဲအင်းတော်ကြီးကန်မေကွန်း9ကြောက်စင်းအများဆုံးထွက်တဲ့ဖားကန်ဒေသဟာဘယ်ပြည်နယ်မှာရှိတာလဲကချင်ပြည်နယ်မေကွန်း8မြန်မာနိုင်ငံမှာအကြီးဆုံးဗုဒ္ဓရုပ်ပွားတော်ဖြစ်တဲ့လေးကျွန်းဆက်ကြာဟာဘယ်မြို့မှာရှိတာလဲမုံရွာမေကွန်း9မြန်မာနိုင်ငံမှာအကျယ်ဆုံးပြည်နယ်ကပါလဲရှမ်းပြည်နယ်မေကွန်း10မြန်မာနိုင်ငံမှာအပူဆုံးဒေသကပါလဲ6မေကွန်း17မြန်မာနိုင်ငံမှာအစောဆုံးတည်ထောင်ခဲ့တဲ့ရှေးဟောင်းမြို့ပြနိုင်ငံကပါလဲယူမေကွန်း12မြန်မာမှာဗဒံများထွက်နှုန်းအများဆုံးကိုဘယ်ဒေသကထွက်တာလဲမိုးကုတ်